အားလုံးမင်္ဂလာပါ So all in one channel မှာကြိုဆိုလိုက်ပါတယ်အခုဖတ်ပြပေးမှာတော့စာရေးဆရာမတမ်းမြင့်အောင်ရေးသားထားတဲ့လီများရဲ့ဝန်းကျင်ဆိုတဲ့ဝတ္ထုတိုလေးပဲဖြစ်ပါတယ်ဈေးပိတ်တယ်ကြောင်းပိတ်တယ်ရုံးပိတ်တယ်ပါဇက်ပိတ်လို့မရဘူးခင်ဗျအဲ့ဒီပိတ်မရတဲ့ပါဇက်တွေတန့်ရှင်းစင်ကြယ်နေဖို့အတွက်ပါဇက်တွေဘာဖြစ်လို့များဒီလောက်တော့လှုပ်ခတ်နေကြတယ်မသိဘူးအဲ့ဒီပါဇက်တွေသာအားလုံးပိတ်ထားရင်လောကကြီးအတော်အေးချမ်းသွားမှာမနေ့အာယုံတက်တာနဲ့ကြွက်စီအတန်တွေကြားရရင်ဈေးထဲနဲ့မှမိချမ်းတို့ရောက်ပြီးသားမဲ့အဲ့ဒါကမနေ့တိုင်းပါကြီးခတ်အတွက်နှိုးဆက်မိတဲ့ဈေးတန်းကလေးအပေါ်မေးတင်ထားတဲ့ပါကြီးခက်ကရဲ့အိမ်အောက်ထက်ဟာမိချမ်းတို့အေးလာတို့လိုငစိမ့်ငဆူရောင်းတဲ့သူတွေဖြူလေးတို့ထွေးတို့လိုကုံစိမ့်တွေတင်မကညွန့်စိန်တို့စန့်ကြည်တို့လိုငချောင်းငချမ်းရောင်းသူတွေအတွက်ပါနေကင်းလေးလေထမင်းဝင်စားရင်ငါကိုစရာဈေးပန်းအဲ့ရနေရဖြစ်သည်မနဲ့မိုးမလင်းခင်9တိုင်ကပစွန်တိုက်လာသူတွေရဲ့အော်တန်ဟစ်တန်အလုတ်သမားတွေကုန်တင်ကုန်ချရင်စုတန်ဆဲတန်တိရိမင်္ဂလာဈေးကအင်းတီဟင်းရွက်လာကြကြသည်ဖြူသေးတို့ဤဈေးပန်းခင်းရင်နယ်နမိတ်လူတန်မင်္ဂလာတော်ဘက်ပေါက်ထော်ပန်းမှလာဖို့တော့ခြံအတွက်ပစ္စည်းများကိုလူဝဲကြတဲ့တွေစုညံလာတာနှင့်ဗာကြီးကဲအိယာမှလူလက်ထကမျက်နာသေးပြီးဖျားဝိပြုရသောအလုတ်ကနေဆတူဝါဖြစ်သည်တခါတည်းရန်ဖျားကတော့ကအမြတန်းဝေရမပြီးသေးခင်အယုဒ္ဓအနတ္တတွေအော်ကြီးဟစ်ကျဲဖြစ်လာလျင်တော့အပြင်ဘက်ကိုကောင်းပြူပြီးဟဲ့ကောင်မတွေဘလို့ဖြစ်နေကြတာလဲစောစီကြက်တည်မရှိဘူးပိတ်ကြတဲ့နေတို့ပါဇက်တွေခုချက်ချင်းပိတ်ပြောမရရင်ညနေကျငါ့ရင်လည်းတရားမှဝင်မလာကြနဲ့အဲ့ဒီလိုငါလိုက်တာနဲ့လေတံတွေရော့သွားစမြင်ပါကြီးခက်ကိုမလွန်ဆန်နိုင်ပေမဲ့အချင်းချင်းအလျှော့မပေးခြင်းနဲ့မိချမ်းတို့လူမျိုးကတော့မကြားတကြနဲ့အမလီကျုပ်တို့ကလည်းမလွဲတာလို့သာဒီနေရာကိုလာနေရတာပါတော့အခုထိပေါက်ကြည့်အခုဈေးပန်းတွေချောင်းတဲ့ကန်ချပြင်မှာလို့ပြန်ပြောပြအောင်ပြောလိုက်သေးတာဘသူတွေပါပြောပါကြီးခက်စိတ်ဆိုးမှာတော့သူတို့အလုံးကြောက်ကြသည်ပါကြီးခက်လို့တလ900နဲ့ဈေးပန်းအဲခန့်သည့်အိမ်သည်ဈေးနားလေးမှာတအိမ်မျှမရှိကျန်တဲ့အိမ်တွေကသူတို့ကိုယ်တိုင်စံဆိုင်စီဆိုင်တွေကုန်ကြိုက်ဆိုင်ကြီးတွေလက်ကားထိုင်တွေဖွင့်ထားကြသည်နိုင်ပိုင်းနှင့်ရှင်းလင်းနေတဲ့တော့ပါကြီးခက်ဈေးနှင့်မနီးမဝေးလမ်းမပေါ်တွင်တန်ပြူဆိုင်ကလေးတစ်ဆိုင်ထောင်ထားပြီးအိမ်ရောက်ထက်တွင်တော့သူ့အိမ်ရှိမှဈေးတဲ့တွေကိုပစ္စည်းထားခွင့်ပေးထားသည်ပါကြီးခက်အနေနဲ့ဈေးတဲ့1ယောက်900နဲ့10ယောက်လောက်ထားလိုက်သည်နှင့်တလ9000ဝင်ငွေရှိသားသလိုသူတို့အနေနဲ့လည်းဈေးကောက်ပေးပြီးပြန်ချရောင်းနေရသောနေရာမို့ထင်းယူပုံနှင့်တက်သားပန်းကိုသာယာယီဆိုင်ကုန်လုပ်ပြီးတနေ့တစ်ချိန်တွင်လိုက်ထုတ်လိုက်နှင့်တဲခင်းရောင်းနေရသူတွေမို့ပါကြီးခက်သာတနေ့900နှင့်ပစ္စည်းမခံရင်ဈေးခုံဈေးပန်းတွေသာမကအလေးချိန်တွင်ကုန်ပစ္စည်းအကျွင်းကြံတွေပါသူတို့နေကြသောတကုံရွှေပြည်သာတဂီတအောက်ကလာအထိပြန်တဲကြရပေလိမ့်မည်ငွေ900ဆိုတာတနေ့မှ15ချက်ကျော်လာကြသည်ဒီတော့မဖြစ်မနေကုန်ရမည်အဲ့ဒီဈေးကိုနည်းနည်းပိုရှာသို့မဟုတ်နည်းနည်းချွေတာလိုက်တာနဲ့မနဲ့မိုးမလင်းခင်တနခါဖွေသားနဲ့ဈေးသွားကြုံနိုင်ပြီးညနေဆိုင်သိမ်းနေနဲ့ခြေလွတ်လက်လွတ်ပေါ့ပါအိမ်ပြန်နိုင်ကြသည်တခုပဲသတိထားတာကပါကြီးခက်ကအလွန်နာကြီးတတ်သည်သူတို့ဈေးတန်းကလည်းအတန်တိတ်ရောင်းရင်မရကြည်တော့သူတို့ကစူလိုက်ပါကြီးခက်ကထွက်ဆဲလိုက်တော့ကြပြန်အစီပြေးသွားလိုက်နဲ့မနက်9နာရီ10နာရီပါကြီးခက်တန်ပြူဆိုင်မသွားမချင်းလုံးလေလိုက်နေတတ်သည်သူတို့ဈေးတွေအုပ်စုတွေတွင်ကုန်စိမ်းရောင်းတော့ဖြူသေးနှင့်ညက်ပူအမွှာညီမကိုတော့ပါကြီးခက်ကချက်တဲ့ဖြင့်ထိုတစ်ကွယ်နှစ်ယောက်ကတော့ကလေးပီတခါတည်းရင်ပါကြီးခက်ကိုနှုတ်လန်ထိုးတဲ့ရုံမှအပါကြံသူများကတော့ကြောက်ကြသည်ညအိမ်မရတာပါကြောင်လဲညအိမ်မရတာသူကြောင့်ပေါ့ကွယ်ချက်ပိုးရှေ့ကတချင်းစာသားကိုအတန်ထားနဲ့ဆွဲငင်ဆိုပြီးမှနောက်မှချက်ပိုးကိုကြဲလောင်နဲ့စောက်အောင်လိုက်သည့်အတန်ကြောင့်ပါကြီးကရေချိုးပြီးစမျက်နှာတက်ပွားတန်းနဲ့လန့်သွားသည်ညအိမ်မရတာပါကြောင်လဲညအိမ်မရတာသူကြောင့်ပေါ့ကွယ်ချက်ပိုးငါချက်အဲ့ဒါဘာဖြစ်တာလဲဟာပါ
ဘာကြီးခက်ပရင်ပေါက်ကခေါင်းပြူပြီးဈေးတန်းလေးပဲငုတ်ကြည့်ရင်ပါဇက်မှထွက်သွားသည်ချပိုးစီရောက်လာလေဘာကြီးခက်ရဲ့ဝယ်မလို့လားဖြူသေးကလှမ်းမိသည်ဈေးတဲ့ကတော့ဆိုရင်အော်ရင်ကဟိုဘက်ထက်ရောက်သွားပြီဖြစ်သည်ခေါ်လိုက်ရမလားညပူကမောကြည့်ရင်လှမ်းမိတော့ဘာကြီးခက်စိတ်တူသွားသည်မခေါ်ပါဘူးဘာလို့ဖို့ခေါ်ရမှာလဲတကယ်တည်းချပိုးစီရောက်လာများအေးမဟုတ်ဘူးတချင်းကဆိုလိုက်ရသေးတယ်သူဆိုတာနောက်ထောင်လို့ကောင်းတယ်ဘာကြီးခက်ရဲ့ဘာကောင်းရမှာလဲချပိုးနဲ့စောင့်အော်နေတဲ့ဥစ္စာအဲ့ဒါကစိတ်ဝင်စားစရာကောင်းတာကောင်းရောက်ကောင်းဝယ်လှုပ်ရှားတာပဲအပရာအေးစစ်စစ်ရောင်းကျင်ကြတာပေါ့ဒါပေမဲ့လူတွေကရိုးရောင်းမဝယ်ကြဘူးဘာကြီးခက်ရဖြူသေးကလူကြီးတူမလို့ကြီးကျယ်ပင်ပြောတော့ဘာကြီးခက်ကအမေဈေးရောက်တာများရိုးမရောင်းလို့ဘယ်လိုရောင်းရမှာလဲကပြီးများရောင်းချင်သေးလို့လားညီရကတဲ့ရင်ကရမှာပဲအကလေးနဲ့အဆိုလေးနဲ့ဆိုတော့လူတွေကစိတ်ဝင်စားပြီးဝယ်ကြရောဘာအကလေးနဲ့အဆိုလေးရမှာလဲနားကြီးရယ်ဟာဘာကြီးခက်ကလည်းရက်ဆက်လာကြည်လားဘာကြီးခက်ကတတိကိုပြောအရှိရပေါ့ကျမတို့စင်ရသားတွေကတော့ဒီပါဇက်ကလေးတစ်ပေါင်းနဲ့လှုပ်ရှားနေရတာပါဇက်ကြီးပိတ်ထားလို့ဘာမှအလုံးမဖြစ်ဘူးမဝယ်ခြင်းအောင်ပြောရတာသူများတွေကိုရှောက်မနေရင်ပြီးတာပဲသူတို့ပြောတာဆိုတာနားထောင်တာပြောတော့ပြောသေးဘာကြီးခက်တာလူလောကကြီးမှာနေပြီလူတွေနဲ့ဝေးနေတာအောင်မဲတောက်ကောင်မလူကလေးကြီးတော့လက်တောက်လောက်ရှိသေးငါ့ကိုများဖြူသေးကပြောလေပြောပါဇက်ကဟိကနေတစ်ချက်ရက်လိုက်တော့မှပဲဈေးတဲ့တရားဟောရင်ဟင်သူတို့ရှိမှဖြစ်သွားသည်ချစ်ကိုတို့ချစ်ညီတို့ချစ်ရောက်ပါတို့အတွက်အယောင်သွက်ပစ္စည်းဘင်္ဂလီနဲ့အတူတွဲပြီးတာစောင့်ထားလိုက်ကောင်မလေးတွေဆွဲချက်တာခံရလိမ့်မယ်လက်သေးနဲ့အဲ့ဒါကဘာတော့ခေါင်းလေးစီလေးဘာကြီးခက်ရဲ့ဝယ်လိမ့်မလားလိမ့်ချင်ပါဘာဖြစ်လို့လဲဆွဲချက်မှာကြတော့လားတဲ့ဒီကောင်မလေးတိတ်ဆန်းကိုစီကိုရပြောဆိုပရင်တကားကိုဆိုင်ကနေဆွဲပိတ်လိုက်တော့အဖိုးကြီးစိတ်ထူသွားသောတင်ကိတာကြောင့်ဖြူသေးဆက်ကလေးပူဝင်သွားသည်ကျုပ်ကနားဖို့မှကြောက်လို့မိမတော့ယူခဲ့တဲ့ကောင်မဟုတ်ဘူးဗျအခုတော့ဗျတနေ့လူတွေအားနေတဲ့អော်ကြတာပဲကျုပ်ကဈေးထဲနဲ့နေတော့ပို့ဆိုးတယ်ဒါကြောင့်အလုပ်တော်လုပ်ရကျွတ်ရလာလောက်တာဘာကြီးခက်ရဲ့တန်ဖြူဆိုင်မှာအလုပ်အပ်သူဖောက်တယ်မှန်တယ်များသူပိတ်ပြောထားတဲ့စကားကြောင့်ဘယ်သူမှစကားကြမပြောဘူးအလုပ်ကိစ္စသာလူရင်းတို့ရှင်ပြောလေးရှိကြသည်ယနေ့မနေ့တော့တန်ပုံးလာအပ်သည်မျက်နှာစိမ့်တယောက်ကိုတော့ဘာကြီးခက်စိတ်ဝင်စားမိသည်သို့တော့ထိုသူကဘာကြီးခက်ထက်နှုတ်နေပြီးမျက်နှာကြောတင်းနေတော့ဘာကြီးခက်လည်းသူ့ဆန်ချိန်ကိုသူမချနိုင်တဲ့ဖြင့်တိကျင်စိတ်ကိုမျိုးသိပ်ပြီးသူခိုင်းသည့်အတိုင်းလုပ်ပေးလိုက်သည်စီအချိန်30ဝင်စီပုံးရဲ့လက်မပက်လက်အဝိုင်းရှိသောအကုံကိုဖွင့်ကထိုအဝမ်းနဲ့တိုင်းပြီးအထဲကတန်ပုံးဖင်အထိပိုင်လုံးအရှိတလုံးစီကိုလောက်ကတန်ပုံးအတွင်းသို့တောက်လျှောက်အသေးတက်ပြီးရင်အခါထိုင်ဆောင်ယူသည်စကားမများတော့ဆက်စုသောအလုပ်ကိုမုံပေမဲ့ထိုထူးထူးဆန်းဆန်းစကူရှိသူကိုတော့ဘာထည့်ဖို့လဲဘယ်နေရာမှာသုံးဖို့လဲလို့ဘာကြီးကမေးကြည့်ခြင်းစိတ်ပေါ်လာသည်သို့တော့မျက်နှာထားတင်းမျက်မှောင်ကုတ်နှင့်မျက်နှာတုပ်ပွားကြီးကောင်းပေါင်းကအစိုးတူဝတ်ထားသောဒေါသလူဖြောင်စိတ်တို့ကြီးပုံတရံကဘာကြီးကဲဤနှုတ်ကိုရေငုံနှုတ်ပိတ်နေစေသည်တနေ့လုံးတခြားအလုပ်တွေလုပ်နေရပေမဲ့သူ့လုပ်သက်တစ်လျှောက်လုံးတစ်ချိန်တစ်ခါမျှလုံမပေးခဲ့ရဘူးတော့တန်ကြေစော်ပေးလိုက်သည့်စီပုံးထဲမှပိုက်လုံးကလေးကိုမြင်အောင်ပြီးအတွေးနေချိန်နေမိရမှာညနေအိမ်ပြန်တွင်တော့သူ့အိမ်အောက်ထက်မှဈေးသိမ်းနေသောသူတွေကြားငါ၆တဲ့ညွန့်စိန်နေရာတွင်တွေ့လိုက်တော့စီပုံးနှစ်ပုံးကြောင့်မျက်လုံးပြူသွားသည်ဒီတခါတော့သူ့နှုတ်ကအလိုလိုထွက်သွားသည်ဟဲ့ဒီတမုံနှစ်ပုံးကဘယ်လိုဖြစ်လို့ငါ့အိမ်ရောက်နေတာတော့မှန်ဟုတ်ပါတယ်ဒီပုံးမှာမနေ့ကငါလုပ်ပေးလိုက်တာဆိုတော့ညွန့်စိန်ကကုံမီပါကြီးခက်ရင်အဲ့ဒီပုံနှလုံးကြောင့်ကျုပ်တော့အရင်ပြုတ်ပြီးဟုပြောရင်းကိုပါတော့သည်ညွန့်စိန်ပေးကစန်းကြီးတို့ဖြူသေးတို့မိချမ်းတို့ကဘာကြီးခက်ကိုတအံ့တော်ငေးကြည့်နေကြရမှစန်းကြီးကဒီပုံကဘာကြီးခက်လုပ်ပေးလိုက်တာဟုတ်လားဆိုတော့ဟုတ်တယ်အထဲမှာပိုက်လုံးတီးတီးလေးထည့်ထားတာမဟုတ်လားဒေါ်သားကြီးတယောက်လာလောက်တာလေဒါနဲ့နေပါဦးဒီပုံတွေကညီရိုးနဲ့ဘယ်လိုပတ်သက်နေလို့တော့ငါမနဲ့ကလေးကမေးချင်နေတာအဲ့ဒီလူကနှုတ်ဆိတ်နေလို့ငါသိချင်တာမမေးလိုက်ရအောင်အမလီနှုတ်မဆိတ်ပါဘူးဘာကြီးခက်ရဲ့ပြောလိုက်တဲ့စကားမှရေပက်လို့တော့မဝင်ပါဘူးစကားတွေဖောင်လောက်အောင်ပြောပြီးအဲ့ဒီစီနှစ်ပုံးနဲ့ကျုပ်တို့ကိုမျက်လှည့်ပြသွားတာပေါ့တော့ဘယ်လိုမျက်လှည့်ပြသွားတာတော့ဟဲ့ပြောစမ်းပါအောင်ဈေးထဲမှာလူတွေရှုပ်နေတော့အဲ့ဒီမျက်နှာတုပ်ပေါ်ကကောင်းပေါင်းထားတဲ့လူကြီးနဲ့ကောင်လေးတယောက်ဟ
ဟောဒီစီအချိန်20ဝင်ပုံနှလုံးကိုဆွဲပြီးငါ6လာဝဲတိလဝါငါ6ကောင်းကောင်းလူချင်နေတဲ့တောအလုံးမှာငါ6ထောင်းကျော်ကျွေးမလို့ဆိုတော့ကျမလည်းအဟုတ်မှတ်ပြီးကက်ကူရင်6တွေ15ပိတ်တာချိန်ပြီးဇီးလေးလျှော့ပေးလိုက်တယ်ငွေရှင်းခံနေလဲကြာရောဟာပတ်စံအိတ်ကတဲတဲ့အိမ်မှာကြံခဲ့ပြီလို့သူ့ဟာသူပြောပြီးကောင်းကလေးကိုဒီလိုလို့ငါစီပုံ2ပုံနဲ့ငါ6ဆိုင်ကစောင့်နေမယ်မင်းပတ်စံပြေးလိုက်ရော့ဟောဒီအထုပ်ပါထန်သွားဆိုပြီးငါ6ထုပ်ကိုကောင်းလေးကြောပေါ်တင်ပေးလိုက်တာကျမတို့တော့ဘာလို့ရမှန်းမသိခင်ကောင်းလေးလဲတုတ်နဲ့ပျောက်သွားတော့တာကျမတို့တတိယလို့ဘယ်အထိသွားရမှလဲဦးလေးရဲ့ဖြစ်ပါမလားပြောတော့ဟောဒီညောင်တန်းတင်မှာသူမကြီးရဲ့စိတ်ချပါဒီစီပုံ2ပုံနဲ့ဘာကြီးဘယ်မှမပြေးပါဘူးတဲလို့လည်းမနိုင်ပါဘူးသူပြန်လာမှတယောက်တစ်ပုံတဲရမှာပါဆိုတော့ကျမလည်းစိတ်ချသွားတာပေါ့ဒီနေရာရောက်တော့ဘာကြီးခက်စလန်ကိုတွေးမိပြီးဖြစ်သည်သို့တော့ရှေ့ဆက်ပဲလို့စကန်သွားတယ်လဲဆိုတာသိချင်၍ဆက်နာထောင်နေလိုက်သည်သူကကျမတို့ကိုမတင်ကဖြစ်ချိန်မရအောင်စကားတွေမျိုးပြောရင်စီပုံးတွေကိုဖွင့်ပြပြီးနှီးတန်အရှိလေးကိုတဆုံထိုးသွင်းပြီးပါလာတဲ့စီကိုပဲစီစစ်မစစ်ကြည့်ခိုင်းတယ်ကျမတို့ကလည်းသူ့စီကကောင်းလို့ဈေးမေးကြီးတဲ့သူကမင်းနဲ့ဆိုတော့သူကစီ2ပုံးရဲ့တန်ဖိုးကအချိန်20ဆိုတော့12000ကျတယ်ဒါတော့ပုံမပါသေးဘူးပုံတွေကဒီကြမှာဝယ်တဲ့အစ်စ်တွေရွာကငွေထုတ်ပဲပါလာတာဒီကပြန်ရင်ညောင်ပီလေးစီမှာကြက်သွန်အာလူအိတ်လိုက်သွားဝယ်ရအောင်မှာဘာညာနဲ့ပြောနေတာအတော်ကြတဲ့အထိကောင်လေးပြန်မလာသေးတော့သူကပဲဒီကောင်ဘာလို့ကြာနေပါလဲပတ်စံကြီးပဲရှာမတွေ့လို့လားမသိဘူးဆိုပြီးကျမတို့ကိုဒုမကြီးရဲ့အပလိုက်သွားလောက်အောင်ပဲဒီစီပုံးတွေလည်းညီးစီမှာပဲအထားခဲ့မယ်ဒါမှညီးလည်းငါ့ကိုစိတ်ချမှာကျုပ်စီပုံးတွေကညီးငါ6ထက်ပိုတန်တက်ကွဲလို့တောင်ပြောသွားလိုက်သေးတယ်ကျမကအဟုတ်မဲ့လို့ခက်လန်းရောက်မှသူကလှည့်ပြီးတကယ်လို့ငါပြန်မလိုက်နိုင်တော့ရင်လေစိုက်ကားနဲ့သူ့ကိုလွှတ်လိုက်မယ်ညီးငါ6ပို့ယူပြီးစီပုံးတွေသူ့ပြန်တင်ပေးလိုက်ဆိုလို့ဟုတ်ကဲ့အဖကြီးစိတ်ချလို့တောင်ပြောလိုက်သေးတယ်ဘယ်တိမလဲတော့ကိုမသူများကိုလည်းမစားဘူးလားသူများကိုလာလိမ့်မယ်လို့လေဘယ်ထင်ပါမလဲညနေစေးတိတ်နဲ့အထိစီပုံးတွေလာယူလို့နဲ့မျှော်နေတာမလာတဲ့အဆုံးကြားမှဟိုဘက်ကမိချမ်းတို့ကညွန့်စင်ရီညီလူကြီးကဟုတ်မဟုတ်ရဲ့လားဆိုတော့မဟုတ်လည်းပါရေးလေငါငါ6က9000ဖို့ပဲရှိတာသူ့စီပုံးငါသိမ်းလိုက်အောင်ပေါ့လို့ပြောပြီးစီပုံးကိုဆွဲမလိုက်ကြမြောက်ခနဲ့ပါတော့နဲ့သွားတာစီပုံးကပေါ့လေးပါကြီးခဲ့ရဲ့အထဲမှာပိုက်လုံးကြီးလေးရဲ့မှာအပြည့်ထည့်ထားတဲ့စီကတပုံးကို20သားလောက်ပဲပါလာတမင်ကျမတို့ဂျုံအောင်အပြည့်ပါတယ်လို့နဲ့နှီးနဲ့ထိုးပြသွားမယ်နောက်မှတည်တယ်ရိုးပုံပန်းနဲ့အလက်ကားလူလင်ကြီးညွန့်စိန်ကနှက်ကိုရှုပ်ကနေညှင်ရင်ထမိန်နဲ့တုတ်ကမျက်ရည်တောက်ကြနေသည်လက်ဆက်သက်တော့အဒီစီပုံးကဘာကြီးခက်လက်ဖြစ်ကိုဘာကြီးခက်ကအဲ့ဒီစီပုံးလာတုန်းကဘာလို့ဖို့လဲမီးမကြည့်ဘူးလားမီးမှမဟုတ်ပါဘူးလေဘာကြီးခက်ကြောင်သိပါတယ်သူဒီတရားသူ့ဟာသူမေးပြီးသူ့ဟာသူဖြစ်နေသည်ကိုဘာကြီးခက်ကြောင်ကြည့်နေရင်စိတ်ထဲမှာငါကလည်းမကောင်းပါဘူးလေဒီလိုထူးထူးဆန်းဆန်းလုပ်ပေးလိုက်ရတာကိုမေးဆန့်ကြည့်မိလို့မတင်ကားစရာတဲလွန်စားရရင်ဒီလုပ်ကိုငါလက်ခံခြင်းမှလက်ခံဖြစ်မှာငါလက်မခံလို့တခြားလဲအဆရာမရှိရင်ဒီကောင်မလေးဒီလိုဖြစ်ချင်မှာဖြစ်မှာလို့မတွေးစဘူးတွေးနေမိသည်အားလုံးကြသမျှအမြယူတော်မူကြပါကုန်တော့ယူမယ်အကုန်ယူမယ်တယောက်တည်းအကုန်ယူလို့ရမလားအခါတိုင်းလည်းမျှအောင်နေကြပဲကျုပ်တို့လည်းယူမှာနော်ဒါပဲဒီနေ့မရရင်နောက်နေ့လည်းမယူတော့ဘူးဘာကြီးကအမြဝေရင်တန်းလန်းမှာကတရသွားပြီးအိမ်အောက်ရောက်သွားသောစိတ်ကိုအမြဲရုပ်သိမ်းကကမန်ကတန်တာဓုဟုတာဓု3ချိန်ခေါ်ပြီးအိမ်ရှိဝရန်တာသို့ထွက်ရကလမ်းပေါ်ငုံကြည့်တော့စောစီစက်တော်မိန်လာဖို့တော့ခြံသမားစီမှာအလူအရက်ဝင်နေတော့ကုံစိမ့်တဲ့ကောင်မလေးတယောက်နှင့်ဖြူသေးညီမညှက်စီကိုတွေ့ရသည်ဘာကြီးကကောင်းရန်ပြီးအိမ်ထဲပြန်ဝင်လာခဲ့သည်ဒီနေ့ဥပုံနှင့်တန်ဖြူဆိုင်ပိတ်သည်သူ့အိမ်ရှိကပြန်ကြစီတဲ့ကလေးကဒီနေ့လူပိုစီပြီးပို့ဆူညံပြီးတော့မည်ဒီတော့သူဘုရားတဆူသွားပြီးနာရီပါရီပတိစိတ်နေဖို့ဆုံးဖြတ်လိုက်သည်အင်္ဂဘုရားမှာရှစ်ပါးသီလယူကနက်နက်စားတောက်ပြီးပစုံတော်ဘုရားဘက်ထွက်လာကမရောက်တာကြောင့်ဖြစ်သောမဲလမှုဘုရားတို့မြို့ဘက်ရထားစီကအေးချမ်းလိုက်ပါလာခဲ့သည်ခရီးသွားလုံသားပြည်သူများခင်ဗျာကျမ်းမာတော်မူပါစ
ဟာဒုက္ခပါပဲဟုစိတ်ထဲကညည်းညူရင်အတန်လာရာသို့လှည့်ကြည့်လိုက်တော့စာရွက်တစ်ထက်ကြီးကိုကင်ထားသောလူတစ်ယောက်တို့လူစီကိုအာယုံရောက်နေစေမှာပဲရှက်အင်းကြီးအဖြူပစိုးအပြာကွဲနှင့်တည်ရအိတ်အသေးတစ်လုံးလွယ်ထားသောမွန်မွန်ရီရီလူရတစ်ယောက်ဘာကြီးခက်ရှိကထိုင်ကုန်တွင်ဝင်ထိုင်ရင်ဘာကြီးခက်ကိုနှင့်လူဖွယ်ရာပြုံးဖြင့်ပြုံးပြနှုတ်ဆက်သည်တို့လူရဲ့ဤခင်မင်းချစ်စပွဲအနေထားကြောင့်ဘာကြီးခက်ပြန်ပြုံးဖြစ်သွားသည်ပြီးတော့စိတ်ကစောစောကအတန်စီပြန်ရောက်သွားပြန်သည်ခရီးသွားလှုပ်သွားပြီလူများကျမ်းမာတော်မူပါစားခမညာကျမ်းမာခြင်းသည်လက်တပါမှုလူသားအလုံးကျမ်းမာတော်မူကြစေဖို့အတွက်အန္တရာယ်ရှိသောအဆအဆများကိုတွဲဖက်မစားမိကြစေဖို့တတိပေးစာများကိုဖြန့်ဝေရောက်ချပေးပါရစေခမညာကျောင်းရှာသီးနဲ့ငါးတစ်တာကိုတွဲပြီးစားတော်မမူကြပါနဲ့ခမညာစားတော်မူရင်ဖြင့်တည်တော်မူတတ်ပါတယ်ခမညာမင်းကွက်သီးနဲ့တကြားစားတော်မမူကြပါနဲ့ခမညာစားတော်မူရင်တည်တော်မူတတ်ပါတယ်ခမညာယထာတွဲတဲ့မှလူများကသူ့အပြောကြောင့်ပြုံးစီစီဖြစ်ကုန်ကြသည်။ဘာကြီးခက်ကတော့သူ့ပြောကိုပြက်ချော်ချော်နိုင်တဲ့ထင်၍မျက်မှောက်ကျုံနေမိသည်။ကိုင်းဦးနှင့်ပစွန်ချင်းတွဲဆတော်မမူကြပါနဲ့ခမညာ။ဆတော်မူရင်တည်တော်မူတတ်ပါတယ်ခမညာ။ဝတ်သားနဲ့ထင်းရီချိုတွဲတောက်တော်မမူကြပါနဲ့ခမညာ။တောက်တော်မူရင်ဖြင့်တည်တော်မူတတ်ပါတယ်ခမညာ။တို့လူကမတည့်သောအစာအစာစိတ်မျိုးခံကိုရွတ်ပြပြီးရှေ့ဆက်မရွတ်တော့သဖြင့်ထပ်မံတိလိုသူများကစာရွက်ဝယ်ဖက်ကြသည်မေတ္တာညွတ်ဘူတာရောက်တော့ထို့သူတစ်ဖက်တွဲကူသွားသည်တောကန်ဒီဘာကြီးခက်ရှိမှလူကိုလက်ပြန်နှုတ်ဆက်သွားတာကိုတော့ဘာကြီးခက်နည်းနည်းစိတ်ဝင်စားသွားသည်ပို့ပြီးစိတ်ဝင်စားစရာအကောင်းတာကထိုလူရဲကထိုင်ရမှထပြီးစောစောကလူရဲသွားသည့်နေရာသို့သွားရဲကတရေအိတ်ထဲကအထုပ်ကလေးတွေကိုနှံ့ယူပြလိုက်ခြင်းပင်ဖြစ်တစ်ဆက်ထဲမှာပဲသူ၏နှုတ်ကအောင်မြင်ခံရသောအတန်ဖြစ်ရာဇဝင်လေးတစ်ခုကိုပြောပြပါရစေခင်ဗျာကျွန်တော်ရောက်မဲ့ပစ္စည်းကိုအခုချက်ချင်းဝယ်မစားကြပါနဲ့အောင်သူတို့ရဲ့အဖြစ်တဲ့ကလေးကိုကျွန်တော်အရင်တင်ပြပါရစေဘာကြီးခက်နှကုံးတစ်ဖက်ပင့်တက်သွားသည်ဒီနေ့တော့အခါမှာလေပြင်းမုန်တိုင်းကြပြီးမော်ဘီကတံပြားတီးကလေးဟာဘကိုးအစားနဲ့တွေ့ပြီးမော်လမြိုင်ကစိတ်အိုကြီးတစ်လုံးနဲ့မှပေါင်းဖက်မိကြရင်ကဟော်တီမြို့ပတ်ရထားကြီးပေါ်မှာရောက်တီးစေတာကလေးတွေငွေဖွာလို့ခရီးသွားလှုပ်သားပြည်သူများကိုစားစီကျင်တာနဲ့1900နဲ့ဝေမျှပေးပါရစေခင်ဗျာမစားရလို့တင်ထားပြီးအိမ်ကြားမှာဇနီးမယားသားသမီးတွေကိုကျွေးလို့လည်းရပါတယ်ခင်ဗျာအော်လူတွေအတော်လဲပြောတတ်ကြပြီလားပဲလို့ဘာကြီးကတွေးရင်ကယထာတွေကဈေးသည်တွေအပြောကိုသဘောကျပြီးဝင်နေကြသည့်ခရီးသည်တွေကိုကြည်ရင်ကဖြူသေးပြောသည်ပါဇက်တစ်ပေါက်နဲ့လှုပ်ရှားနေရတာဆိုသည့်စကားကိုစင့်ပွားပြီးအတွေးနေချက်နေမိသည်အချိန်တော်ကြာမှအဝေးမြင်ကွင်းထဲမဲလမှုဖရာ၏ပုံရိပ်တွေထင်လာမှတရားလေးဘူတာရောက်တော့မီကိုတတိယကတကားပေါက်ဖက်အသင်ထွက်ရထားဖို့ပြင်တော့လွယ်အိတ်တစ်လုံးနှင့်လူတစ်ယောက်ပေါ်လာပြန်သည်လက်ထဲမှာလည်းရှေ့မျောမျောဘူးကလေးတွေကင်မြောက်လို့လာပြန်ပြီတယောက်ဒီတယောက်ကတော့နောက်ဆုံးပါပဲနောက်လာမိလူတွေနှင့်တွေ့เสียမလို့တော့မင်းကရောဘာတွေဘယ်လိုပြောပြီးဘယ်ပစ္စည်းရအောင်မတော့မစင်းခင်နားထောင်ရသေးတာပေါ့ကွာဟုဘာကြီးခက်စိတ်ကကြိတ်ပြောရင်စိတ်လိုလဲရငေးပြီးနားထောင်ပေးလိုက်တော့သည်လူကြီးမင်းများအားလုံးအတိဖြစ်ပါတယ်ဘာမှတော့မပြောရသေးဘူးဘာကိုသိရမှာလဲဒီနေ့လာွယ်ဥပုံနေပါခမဟောဒါကိုပြောတာကိုဥပုံနေဆိုတော့ဘာဖြစ်လဲဥပုံဆောင်ကြပေါ့ဒီနေ့လာွယ်နေဆိုတော့ဈေးကြီးတွေပိတ်ပါတယ်ခမတနင်္ဂနွေနေ့လည်းဖြစ်လို့ကျောင်းလည်းပိတ်ပါတယ်ခမရုံးတွေလည်းပိတ်ပါတယ်ခမသူပါဆက်ပြောမလဲလို့ဘာကြီးကစိတ်ဝင်စားလာသည်ဈေးပိတ်တယ်ကျောင်းပိတ်တယ်ရုံးပိတ်တယ်ပါဆက်ပိတ်လို့မရဘူးခမအဲ့ဒီပိတ်မရတဲ့ပါဆက်တွေတန့်ရှင်းစင်ကြယ်နေဖို့အတွက်သွားတိုက်စေပူကလေးပါပဲခမနောက်ထပ်ဆက်ပြောတာတွေကိုဘာကြီးကမကြတော့ဆရာမတမ်းမြင့်အောင်ရေးသားထားတဲ့လီများရဲ့ဝန်းကျင်ဆိုတဲ့ဝတ္ထုတော်တွေကိုအဆုံးထိနားဆင်ပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးအထူးတင်ရှိပါရခင်ဗျာဒီဗီဒီယိုလေးကိုအဆုံးထိနားဆင်ပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ကျွန်တော်ရဲ့ channel လေးကို like and subscribe ပြုလုပ်ပေးကြဖို့အားလုံးကိုမေတ္တာရက်ခံအပ်ပါတယ်နောက်ဗီဒီယိုလေးမှာပြန်လည်ဆုံတွေ့ကြပါစို့ကိုစိတ်နှစ်ဖြာကျမ်းမာချမ်းသာကြပါစေ